Morgan Freeman သူ့ကိုသိကြတယ်မလားသူ့ကိုရုပ်ရှင်သမိုင်းတစ်လျှောက်အောင်မြင်ဆုံးဇာတ်ကားတိုင်းလိုမှာခဏခဏမြင်ရလိမ့်မယ်စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့ဇက်ကောင်တိုင်းကိုကြည့်လိုက်ရင်လေသမနာဖြစ်ဖြစ်ဟုတ်ရင်နတ်ဖျားဖြစ်နေတယ်လို့အဲ့လိုမှမဟုတ်ဘူးဆိုရင်လေတနေရာမှာဆရာကြီးဖြစ်နေတယ်လေဗျာဒါပေမဲ့သူဘာကြောင့်ဒီလိုဇက်ကောင်တွေမှာတရုပ်ဆောင်ရတာလဲဆိုတာတော့ဘူးမှမသိကြဘူးဒါဆိုရင်တော့အခုဗီဒီယိုထဲမှာ Morgan Freeman ဆိုတာဘာတူလဲအကောင်ကြီးဇက်ကောင်တိုင်းရဲ့နောက်ွယ်မှာ Morgan Freeman ရှိနေတဲ့အကြောင်းရင်းလူတွေမသိသေးတဲ့ Morgan Freeman ရဲ့ဘဝဆက်ကြောင်းတွေအပြင်တခြားသူ့ရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုလေ့လာကြည့်လိုက်ကြရအောင် Hello, I'm Morgan Freeman. Here's the video we made about Morgan Freeman. Morgan Freeman ဆိုတာကဆယ်စုနှစ်ပေါင်းများစွာပရိသတ်တွေအတွက်သူ့ရဲ့လေးစားစရာကောင်းတဲ့ဇက်ကောင်တွေနဲ့လမ်းပြပေးနိုင်ပြီးတရုပ်ဆောင်ကောင်းတစ်ယောက်ဆိုတာထက်ကိုပိုတဲ့သူတဦးပါပြီးရင်သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အတန်ကလည်းလူတိုင်းရဲ့ရင်ထဲကိုရောက်ခဲ့တယ်သူ့အတန်ကြားလိုက်ရင်ပဲဒါ Morgan Freeman ဆိုတာကိုတန်းတီလောက်တဲ့အထိအတန်ရဲ့လွှမ်းမိုးမှုကကြီးမားခဲ့ပါတယ်တကယ်ဆိုတရုပ်ဆောင်တစ်ယောက်ရဲ့အတန်ကိုမှတ်မိနေဖို့ဆိုရင်အဲ့ဒီမင်းသားတအားချောရင်ချောမချောရင်တော့မှကိုယ်အမြဲကြည့်နေကြမင်းသားဖြစ်မှာပဲရမယ်ဒါပေမဲ့ Morgan Freeman ကတော့သူ့ရဲ့တရုပ်ဆောင်ချက်တွေကြောင့်လူကြီးလူငယ်ကြားမမရွေးရုပ်ရှင်ကြိုက်တဲ့သူတိုင်းသူ့ကိုမကြိုက်တဲ့သူဆိုတာမရှိပါဘူး Morgan Freeman ရဲ့အသက်ကအခု2025ဆိုရင်88နှစ်ဖြစ်နေပြီးတော့သူ့ကို1938ခုနှစ်ဇွန်လမှာပဲ Tennessee ပြည်နယ် Memphis မှာမွေးတာပါစပင်ညက်စရာဖားခင်နဲ့မိခင်ဖြစ်သူကျောင်းဆရာမတို့ကမွေးဖွားခဲ့ပေမဲ့နောက်ပိုင်းမိဘနှစ်ယောက်ကွာရှင်းခဲ့တာကြောင့်ဖွားဖြစ်သူနဲ့နေခဲ့ရပါတယ်သူ့စီမှာငယ်ငယ်ကလေးကလူပညာပါရမီပါလာပြီးသားလို့ပြောလို့ရတယ်ငယ်ဘဝကလေးကကျောင်းရဲ့ပြဆက်တိုင်းမှာသူကနာမည်အကြီးဆုံးပဲနောက်ပိုင်းအထက်တန်းကိုရောက်တော့ Broad Street High School တက်ခဲ့တယ်တက်ခဲ့တဲ့အချိန်မှာလည်း drama အတန်းကိုတက်ပြီးတရုပ်ဆောင်တဲ့အတွေ့အကြုံတွေကလည်းပိုရလာခဲ့ပါတယ်ဒါပေမဲ့အထက်တန်းပြီးတဲ့အချိန်မှာတော့တက္ကသိုလ်ဆက်မတက်ပဲလေတက်ထဲကိုဝင်ပြီး၄နှစ်လောက်အလုပ်လုပ်ခဲ့ပါတယ်၄နှစ်ပြီးတဲ့အချိန်မှာတော့ Morgan Freeman ဟာလူပညာလောကတွေကိုစပြီးခြေချလာခဲ့ပါပြီတရုပ်ဆောင်လောကတွေကိုဝင်နိုင်ဖို့ Los Angeles မှာတရုပ်ဆောင်သင်တန်းတွေတက်ခဲ့တယ်တကယ်လဲတရုပ်ဆောင်လောကတွေကိုဝင်နိုင်ခဲ့တယ်အဲ့ဒီအချိန်မှာ1960ခုနှစ်လောက်ကိုတော့ရောက်နေပြီဗျာသူတရုပ်ဆောင်လောကတွေကိုဝင်ပြီးတဲ့နောက်ပိုင်းပထမဆုံးပွဲဥထွက်ကတော့ The Pawn Broker ဆိုတဲ့ရုပ်ရှင်ပါပဲဒါပေမဲ့ဇက်ဆောင်တို့ဇက်ပိုးတို့လိုမျိုးအရေးကြီးတဲ့ဇက်ကောင်တွေဟုတ်မနေခဲ့ဘူးအဲ့ဒီကားထဲမှာလမ်းပေါ်ကလူတစ်ယောက်အနေနဲ့ပဲတရုပ်ဆောင်ခဲ့ရတာပြောရရင်ရုပ်ရှင်တွေကဖျက်လျှောက်တစ်ယောက်ပဲပေါ့ဗျာဒါပေမဲ့ဒီလောက်က Morgan Freeman ကို Hollywood ရဲ့အောင်မြင်ဆုံးနဲ့ဩဇာအရှိဆုံးတရုပ်ဆောင်တစ်ယောက်ဖြစ်လာစေမယ်လမ်းစာပါပဲဒါပေမဲ့ Hollywood ဆိုတာကတရုပ်ဆောင်ကောင်းတဲ့နာမည်ကြီးမင်းသားချောချောတွေအများကြီးရှိနေတော့ Morgan Freeman လို့ရုပ်ဆိုးဆိုးလူတစ်ယောက်ကသူတို့ကိုကြော်နိုင်ဖမလားဆိုပြီးတွေးမိသွားမလား